အားလုံးပဲမင်္ဂလာပါအလင်္ကာ channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ခုတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ American ဥဆောင်ပြဋ္ဌာန်းခဲ့တဲ့ကမ္ဘာအုပ်ချုပ်ရေးစနစ်ကြီးပြပြလာတဲ့မြေထဲပင်လယ်အရှေ့ချမ်းတင်းမာမှုကြီးအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာအော်ဂိုလာ12ရက်နေ့တွင် Orion လို့အမည်ပေးထားတဲ့တူရကီရဲ့ပင်လယ်ရေရောက်ရေနံနဲ့သဘာဝဓာတ်ငွေရှာဖွေရေးသင်္ဘောကြီးသည် Frigate စစ်သင်္ဘော5စီးချန်ရန်ကမြေထဲပင်လယ်ထဲကိုဝင်ရောက်လာခဲ့ပါတယ်။အနီးနားရှိဂရီတီးတန်စီးပွားရေးဇုံကိုကာကွယ်ပေးနေတဲ့ The Limno စစ်သင်္ဘောအိုကြီးတစ်စီးကလည်းတူရကီရဲ့လုပ်ရက်ကိုမလန့်မကန့်ကနေစောင့်ကြည့်နေခဲ့ပါတယ်။ဒီလိုစောင့်ကြည့်နေရင်ကသင်္ဘောတွေကွေ့ကဝိုက်ကတွိုင်းကတိုက်မိကုန်ပါတယ်။နိုင်ငံစလုံးကဒီအဖြစ်အပျက်ကိုဖုံးဖိထားကြဖို့ကြိုးစားခဲ့ပေမဲ့ဂရိစစ်သမောကပရီမှာမိမိတို့ရဲ့တင်မောသည်အိုမင်းဟောင်းနှံနေပြီဖြစ်တော်လဲရှေချောင်းပိုင်နက်ကိုကောက်ွယ်နိုင်ခဲ့လို့ကြောဝါပြောဆိုခဲ့ရမှာလူသိရှင်ကြားဖြစ်သွားခဲ့ရပါတယ်။ဒါရင်မကသေးပဲဂရိကဝေးဝင်ကြီးကနေ The Limno စစ်သမောကပရင်ကိုချီကျူးဂုဏ်ပြုစကားပြောလိုက်တဲ့အတွက်တူရကီတို့ဒေါသအုပ်ပေါက်ကွဲခဲ့ရပါတယ်။နောက်ထပ်ဒီလိုဖြစ်လာရင်မိမိတို့မှလက်တုံပြန်ရလိမ့်မယ်လို့တူရကီသမ္မတဒေးရစ်အာဒိုဂန်ကကြုံဝါလိုက်ပါတယ်။ဂရီနဲ့တူရကီဖရီဂိတ်စစ်သင်္ဘောများမြေထဲပင်လယ်အတွင်းထိခိုက်ခဲ့မှုသည်နေတိုးမဟာမိတ်နှစ်နိုင်ငံကြားအဆိုးဝါးဆုံးထိပ်တိုက်တွေ့မှုကြီးလို့သုံးသပ်ခဲ့ကြပါတယ်။ပြင်သစ်သမ္မတမာဂရွန်မှာဂရီဝင်ကြီးချုပ်တံဖုံးဆက်ပြီးမြေထဲပင်လယ်ဒေသတွင်မိမိတို့ဘက်မှဂျက်တိုက်လေယာဉ်နှစ်စီးနဲ့စစ်သင်္ဘောနှစ်စီးကိုယာယီစေလွှတ်ပေးမယ်လို့အတည်ပြုခဲ့ပါတယ်။ရှီရွယ်ချက်ကတော့နိုင်ငံတကာဥပဒေကိုလေးစားလိုက်နာကြဖို့အတွက်ဖြစ်တယ်လို့အကြောင်းပြခဲ့ပါတယ်။ဂရီနဲ့တူရကီနှစ်နိုင်ငံတို့ဖို့1996မှာအေရီယန်ကျွန်းများအရေးနဲ့ပတ်သက်ပြီးစစ်ဖြစ်လို့နှီးပါအခြေအနေဆိုက်ရောက်ခဲ့မှုပါတယ်။နောက်ပိုင်းမှာရန်ဆောင်မှုတွေဆက်ဖြစ်လာနေပြီး2018ခုနှစ်အတွင်းဂရိလေကြောင်းပိုင်နက်ထဲကိုတူရကီစစ်လေယာဉ်တွေအချိန်ပေါင်း3000ခန့်ကျူးကျော်ဝင်ရောက်လာခဲ့တယ်လို့ဂရိကပြောလာပါတယ်။1984ခုနှစ်အတွင်းဆိုက်ဘရက်ကိုတူရကီတို့ဝင်ရောက်ကျူးကျော်ခဲ့ရာကဆိုက်ဘရက်ကျွန်းအရေးနဲ့ပတ်သက်ပြီးနှစ်နိုင်ငံကြားသဘောကွဲလွဲမှုများကလည်းစတင်လာခဲ့ပါတယ်။လက်ရှိတင်းမာမှုများကတော့နယ်မြေငင်းပွားမှုနဲ့ပတ်သက်လာခြင်းမရှိဘဲစွမ်းရင်လုံခြုံရေးနဲ့ဝါဒရေးရာဘိုင်းတွေနဲ့ပို့ပြီးတော့သက်ဆိုင်နေပါတယ်။တူရကီကလောလောဆယ်မှာဆီးရီးယားမှာလစ်ဗျားအထိစစ်မျက်နှာဖြန့်ကျက်လာတဲ့အတွက်ဥရောပနိုင်ငံတွေပြင်အရှေ့အလယ်ပိုင်းကပြိုင်ဘက်နိုင်ငံတွေနဲ့ပါထိပ်တိုက်တွေ့လာနေပါတယ်။ပြီးခဲ့တဲ့10နှစ်လောက်တုန်းကအရှေ့လယ်ပိုင်းရှိစွမ်းအင်အငတ်မွတ်ဆုံးအစ္စရေးကနိုင်ငံအတွင်းရေနံအရင်းမြစ်များကိုရှာဖွေတွေ့ရှိခဲ့ပြီလို့ထုတ်ပြောလာပါတယ်။ပင်လယ်မျက်နှာပြင်အောင်1645မီတာအကွာမှာကုဗမီတာဘီလီယံပေါင်း450ပမာဏရှိတဲ့သဘာဝဓာတ်ငွေတွေတွေ့ရှိခဲ့တယ်လို့ဆိုပြီးလဘိုင်းသားရန်သဘာဝဓာတ်ငွေတွင်လို့အမည်ပေးခဲ့ပါတယ်။2015မှာအီတလီရေနံနဲ့သဘာဝဓာတ်ငွေကုမ္ပဏီကြီးဖြစ်တဲ့ MNI ကနေအီဂျစ်ကမ်းလွန်မှာသဘာဝဓာတ်ငွေရင်းကြီးတစ်ခုထပ်မံတွေ့ရှိလာပြန်ပါတယ်။အလားတူပဲဆိုက်ဘရက်အနီးမှာလည်းအလားတူတွေ့ရှိလာခဲ့ပါတယ်။အီဂျစ်၊အစ္စရေးနဲ့ဆိုက်ဘရက်၃ခုပေါင်းရင်မှန်နာအဖြစ် 1.3 ထရီလီယံကုဗမီတာခန့်ရှိမယ်လို့ခန့်မှန်းခဲ့ကြပါတယ်။ဒီပမာဏကဥရောပစွမ်းအင်ဖူလုံရေးအတွက်စိတ်ချရလောက်ပေမဲ့အနေအထားများကြောင့်ဒေသရင်းရှိနိုင်ငံတော်တော်များများကဥရောပကိုရေနံတင်ပို့နိုင်ရေးနဲ့ရုရှားဓာတ်ငွေတွေကိုသာအောင်အီသုံးနေရတဲ့နိုင်ငံတွေပေါ်ဘာဗျူဟာရအထက်စီးရလာနိုင်တဲ့အနေအထားတွေကြောင့်အလူရက်စိတ်အားထက်သန်လာကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းထိုရေးတွေပူပေါင်းဆောင်ရွက်ကြရမယ်စာမြေထဲပင်လယ်မှာအချင်းချင်းအားပြိုင်မှုတွေဖြစ်ပေါ်လာပါတယ်။ယခုချိန်ထိဓာတ်ငွေဟူရင်မြူတမုံများပင်ရှောင်တွေသေးတဲ့တူရကီကလည်းဒီတိုင်းကြည့်မနေနိုင်တော့ပဲတိုင်းတာရှာဖွေသင်္ဘောတွေကိုဂရိရဲ့နိုင်ငံတကာအသိမဲ့ပြုစီးသန့်စီးပွားရေးဇုံနဲ့အတင်းကာရောဆေလွတ်လာခဲ့တာလည်းဖြစ်ပါတယ်။တူရကီကိုနေမတိထိုင်သာဖြစ်လာစေတဲ့နောက်ထပ်အကြောင်းတစ်ခုကလည်းပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းအစ္စရေး၊ဆိုက်ဘရက်နဲ့ဂရိတို့ကဥရောပကိုတင်ပို့နိုင်ရေးအတွက်ကီလိုမီတာ1900အရှည်ရှိတဲ့ပင်လယ်ရေအောက်သဘာဝဓာတ်ငွေပိုက်လိုင်းတစ်ခုကိုတူရကီကိုကွေ့ဝိုက်ပြီးတိစောက်ဖို့သဘောတူညီကြလိုက်တဲ့အတွက်ဖြစ်ပါတယ်။ဒါအပြင်တူရကီကိုဖယ်ထုတ်ပြီးဆိုက်ဘရက်၊အစ္စရေး၊ဂရိ၊အီတလီ၊ဂျော်ဒန်နဲ့ပါလက်စတိုင်းတို့ကမြေထဲပင်လယ်အရှေ့ချမ်းဓာတ်ငွေဖိုရမ်ဆိုတဲ့တလက်တစ်ခုဖွဲ့စည်းလိုက်ပြန်ပါတယ်။တူရကီကလည်းဒီတိုင်းတော့လက်ပိုက်ကြည့်မနေပဲပြီးခဲ့တဲ့နှစ်နိုဝင်ဘာလအတွင်းကုလထောက်ခံတဲ့လစ်ဗျားအစိုးရနဲ့ရေကြောင်းဆိုင်ရာနယ်နိမိတ်တိုးချဲ့ဖို့သဘောတူညီချက်လက်မှတ်ရေးထိုးလိုက်ပါတယ်။ဒီကိစ္စကဂရိရဲ့ရေကြောင်းပိုင်နက်ကိုချင်းချောက်လာခဲ့ပါတယ်။ဂျာမနီကဝင်ရောက်စစ်ဆက်ပေးဖို့ကြိုးစားခဲ့ပေမဲ့ဂရိကအီဂျစ်နဲ့တီးခြားစာချုပ်ချုပ်ဆိုလိုက်တာကြောင့်
ပြက်ပြားသွားခဲ့ပြန်ပါတယ်။ဂရိအီဂျစ်ရေကြောင်းနယ်နိမိတ်စာချုပ်သည်တူရကီလစ်ဗျားသဘောတူညီချက်ကိုတိုက်ရိုက်ဆန့်ကျင်လိုက်တဲ့သဘောတက်ရောက်သွားစေခဲ့ပါတယ်။ဒီအတွက်တူရကီကအဆိုပါနယ်နိမိတ်ထဲသို့မြင်းငယ်လင်းတိုင်းတာရေးတင်မောကိုစစ်သမောတွေချန်ရန်ပြီးဆစ်လွတ်ခဲ့တာလည်းဖြစ်ပါတယ်။နောက်တစ်ချက်မြေထဲပင်လယ်ကြီးကိုပုတ်ဝက်စူစေခဲ့တာကတော့လစ်ဗျားကြီးနဲ့ပတ်သက်ပြီးတူရကီကဝင်ရောက်ဆွတ်ဖက်လာနေတာကြောင့်ပြင်သစ်နဲ့တိတ်တိုက်တွေ့လာပြန်ပါတယ်။တူရကီကနေတိုမဟာမိတ်နိုင်ငံတစ်နိုင်ငံကိုပြည်တိမ်မှဝင်ရောက်ဆွတ်ဖက်ဖို့လက်ရှောင်ကျင်းနေတာရဲ့ဂျာမနီကလည်းသူ့နိုင်ငံနဲ့တူရကီကဒုက္ခသည်တွေလွတ်လိုက်မှစိုးနေတာရဲ့ကိုရိတ်စားမိတဲ့အတွက်ချင်းတိုင်းကျဲလာနေတာဖြစ်ပါတယ်။ချိန်ကတော့ဒီလိုအနေထားမှာအမေရိကန်ကဝင်ပါလာလိမ့်ရှိပေမဲ့လက်ရှိမှာတော့မဟုတ်တော့ပါဘူး။ယခုလိုကမ္ဘာနဲ့တင်းမာမှုတွေဖြစ်လာတာကလည်းအမေရိကန်ဥဆောင်ပြဋ္ဌာန်းခဲ့တဲ့ကမ္ဘာအုပ်ချုပ်ရေးစနစ်ကြီးပြပြလာတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ခင်ဗျာ။ဒီစီဇန်လေးကိုဒီမှာပဲရှင်းနာလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။